Sakura မျိုးဤ Halloween ပွဲတော့အပိုင်းလေးလာပါပြီရှင်ဒါလေးကတော့သသိမ်းပိုင်းလေးပဲဖြစ်ပါတယ်ရှင်အေးလူလေးနေဟာတာအရန်ကြိုက်တယ်ငါတော့အရန်ကောင်းတာပဲညနေရောက်တော့အခါညနေရောက်သွားပြီပဲဘာလို့လဲညနေလည်းရောက်ပြီဆိုအိမ်ထဲဝင်တော့မယ်ထမင်းဟင်းနေလဲချက်စရာရှိတာချက်ရအောင်တော့ကြနေငါဒီနေ့ထမင်းငတ်နေတယ်အပြင်မှာတော့ဝယ်မစားတော့ဘူးအပြင်မှာဝယ်စားရတာပတ်စံကုန်တယ်ထမင်းဟင်းလေးချက်လိုက်ပါမယ်ဒီနေ့ငါအရွက်ကြော်လေးနဲ့စားမယ်ချက်ကြော်နေရဲ့အရွက်ကြော်လေးညနေတောင်ရောက်သွားပြီပဲညနေရောက်သွားဆိုငါမနက်ကတွေးထားတယ်လို့ပဲဟိုကောင်မလေးကိုတော့ခေါ်ရမယ်โอเคတော့ခေါ်လိုက်အောင်မယ်ဆိုင်ကနေတော့ခေါ်လိုက်မယ်ကွာကဲရောက်ပြီတော့လိုက်ပါအောင်ကွာသူကတော့အခုဘာလုပ်နေလဲမသိဘူးဟင်းနဲ့လေးကမွေးနေပဲအရွက်ကြော်နေရတယ်ကြပါတော့အရှင်တို့ဝင်လို့ရလားဟဲ့အရှင်မဘယ်သူရောက်နေရလဲမသိဘူးခဏထွက်ကြည့်လိုက်ပါဦးမေငါတို့ဆိုင်လာဝယ်စားသွားရဟိုအကူပါလားဘာလာလောက်တာလဲမသိဘူးဟုတ်ကဲ့အကူဘာများဟိုဖြစ်ချင်လို့လဲမသိဘူးရှင်ဘာများပြောချင်လို့လဲမသိဘူးရှင်အကူလားအကူလေးတိလာဒီနေ့ညနေလေးအကူရဲ့တငယ်ချင်းတယောက်ရဲ့အကူမွေးနေ့ကိတ်စားချင်နေရအားကြောင့်မလို့ကိုမွေးနေ့ကိတ်ဆိုင်သွားချင်တာတယောက်တည်းမို့လို့လေအဖော်လေးလိုက်ပြီးလို့ရလားလို့လေလာပြောတာပါအဖော်ကလားလိုက်လို့တော့ရပါတယ်ဒါပေမဲ့ကြာလို့တော့မရအောင်နော်ကျမထမင်းဟင်းနေလဲချက်ရအောင်ပါအိမ်ကလည်းလူမရှိဘူးကျမတယောက်တည်းပဲနေတာဆိုတော့အိမ်ကတယောက်တည်းပဲမင်းလေးတယောက်ပဲနေရလားဟုတ်တယ်ကျမတယောက်တည်းပဲနေရလေအိမ်လိုက်လို့တော့ရပါတယ်ရှင်ဒါပေမဲ့အကြာကြီးတော့လိုက်လို့မရဘူးဟုတ်ပါပြီခင်ဗျာကျွန်တော်ကလည်းခဏလေးပဲပါအဲ့ဆိုလို့ရှင်သွားကြရအောင်လीနော်ဟုတ်ကဲ့ရှင်ကျမလက်ကိုအခုပဲမိတ်ဆွေအောင်ဖြစ်နေကြပြီပဲအောက်စားကိုဘာဖြစ်တော့ဟုတ်ကဲ့ခဏလေးနော်အခုဆိုင်ကစောဒီနားလေးထားတာဘယ်ရောက်သွားလဲမသိဟဲ့အခုညတော့ရောက်တော့မယ်အခုကျမမလိုက်တော့ဘူးနော်လိုက်ပါကျွန်တော်ကတယောက်တည်းမို့လို့ပါနော်လောက်ပါကျေးဇူးပြုရဲ့ဟုတ်ပြီလေအဲ့ဆိုလို့ရှင်ဆိုင်ကသွားယူလိုက်အောင်လीနော်ကျမဒီမှာခဏစောင့်နေမယ်ဟုတ်ပြီဒီမှာခဏနေခဲ့နော်ဆိုလို့ရှင်ဟုတ်ကဲ့သူ့ရဲ့လက်ကလေးပြောဖမ်းနေရပဲတားလည်းဖြူသေးတယ်ရုပ်ကလည်းချောသေးတယ်ကွာသူငါနဲ့မိတ်ဆွေဖြစ်သွားရဲ့ဟုတ်လားဘယ်တော့ဖြစ်သွားလဲငါလည်းသူ့မိတ်ဆွေဖြစ်တယ်လို့ပြောလိုက်ပါသူငါလည်းကိုကိုင်းနေငါလည်းဘာဒီကြောင်နေရလဲညလည်းရောက်တော့မယ်မြင်လာစမ်းပါတက်တော့ဒိုးကြီးနဲ့လားဟုတ်တယ်လေဘာဖြစ်လို့လဲဘာမှဖြစ်ပါအောင်ရပါတယ်ဟုတ်ပြီလားတက်ခဲ့ဟုတ်ကဲ့လာတက်ခဲ့ဟုတ်ကဲ့
စောကပြောပြီးတော့လေ အခုဒါဆိုအဲ့လိုမျိုးပြောလိုက်ရတယ်ဆိုတော့မင်းတို့ကြည့်နေဒီနေ့အားလုံးပဲစားမှာတကယ်ပြောပါရှင်ဒါဆိုလို့ရှိရင်တမန်နဲ့ဖြစ်သွားပြီဒါဆိုလို့ရှိရင်အခုကြည့်ရတဲ့ကိန်းကိုမြင်နေပြီအဲ့ဒီဗီဒီယိုကိုအခုကြည့်နေရတယ်မင်းတို့လည်းပတ်သက်ရှိတယ်ဒီစားချင်တယ်မင်းတို့ကအခုကိုယ်ကတော့ဒီကနေ့မင်းတို့လည်းကြည့်ရလို့ရတယ်ကိုမင်းကိုလေးလို့ခေါ်တယ်ဟုတ်ကဲ့ဟုတ်ဟိုလေးပေါ်လာခါနေစားရမှာဆိုဟိုလေးအင်းကြီးလဲရလေလဲနေနော်ကိုအေးလာတက်ဘာများခိုင်းမိတယ်အခုတရောင်တော့နည်းနည်းလေးပုံးသွားတယ်ဒါပေမဲ့ရပါတယ်မြင်းလေး